ဖြည်းဖြည်းလုပ်ပါလားရိုင်းကွာကွဲဝမလို့လန့်သေးသွားတယ်ပါမင်းလဲနေတဲ့ပြစ်ချောင်းဒါမင်းမေလင်ပြစ်စည်းမဟုတ်ဘူးကွာသူကလည်းတမင်တက်ပြစ်ချောင်းမဟုတ်ပါဘူးလေမတော်မဆဖြစ်တာနေမှာပါမင်းငါ့ဘာမှမိချောင်းမင်းရီခင်းလာပြမလားငါအကုန်လုံးနားလေအလုတ်လုတ်တယ်ဆိုတော့တာဝန်ခံမှုတာဝန်ယူမှုဆိုတာရှိရတယ်သူများထမင်းစားထားပြီဆိုလို့ရှိရင်တာဝန်ကြည်အောင်လုပ်ရတယ်အဲ့ဒါမင်းတို့မှတ်ထားမင်းရတယ်ကွာမနိုင်နဲ့ငါတို့ညောင်ခေါ်လိုက်လို့ငါတို့ညောင်ကားရီစင်းနေကိုမင်းနိုင်တော့လည်းအလုံးရှုပ်နေတော့ကျွန်တော်လည်းခွက်ကိုလောက်နေဒီမှာမင်းဒီပစ္စည်းကပြန်ယော်လို့ရတယ်ပဲထားအောင်ငါအလုတ်ရုံမှာလာလို့နေတခုဖြစ်သွားပါတယ်ဆိုပြီးသတင်းပြန်သွားရင်ငါအလုတ်ရုံသိခါမကြောက်ဘူးလားဟမ်ဟုတ်တယ်ရောဦးလေးပြောတာမှန်တယ်လူဆိုတာတိတ်ခါနေနေတာအလုတ်ကိုရုပ်သိမ်းမှာအလုတ်ကကိုယ်ပြန်ပြီးတန်မိုးထားမှာဟုတ်တယ်မလားဦးလေးဟဲ့မင်းဖားတယ်လို့ရားတယ်လို့မျက်နှာလိုမျက်နှာလာလို့သွားကိုလို့သွားတော့ဘာကြောင်ရှိနေဒါကဘောကအလုတ်ရှိအောင်ဟုတ်မယ်ဆိုမယ်ဆိုတာကြီးဒီအရိုင်းကဒီနေကြီးပေါ်ကြောက်နေပွဲမှာတစ်ခါတစ်ခါကြည့်တော့ဟုတ်မယ်ဆိုတာကြီးငါလည်းတိုင်ကြည့်တော့မှလုတ်ချင်တဲ့စိတ်တောင်မရှိဘူးပြောပါကွာဆိုတော့ဒေါ်လာကုန်မှရပြီးငါတို့ပဲမြှားလို့လှည့်လာတယ်ကိုလို့ကတော့လည်းမလား我蛋蛋盘了，还没盘那么猛啊！啊，蛋蛋说这么白哩，我拉的，你怎么来盘了老板？蛋蛋，你啥别没了嘞？多少看来开？哎，你那哪来没啥？个蛋蛋他妈哎呦没？呀，你过来，我来唱，明天都演天秀了。哦，是啊，这里没来着了，这都看样了，什么公益性了，现在都没修了。看面肉啊，看面肉烂，看面肉多，我都来多嘛子。哎呀，那多水哦，没玩过去。哎呀！要没来，要的，那了，你别动了，我啥脸不？没有为啥来这么路着？啊，我的我啥没来嘛？几岁了先我说过嘛不？没今年也傻逼了，为啥你不想讲不起？他说我的这种想肉多的嘛。伢都多边没那么好，没有俺老漂皮来。呀，我的，这他妈发电系统。ဘာပြစ်ရှိလို့လဲဟာလားမင်းမနေ့ကအလုပ်ကိုဖွင့်မဲ့ပြက်ကွယ်မနေ့ကအလုပ်တွေအများကြီးပုံကြအမဲမရှိအလုပ်တွေအရန်နှောက်နေကုန်ငါ customer နဲ့ဘလောက်မိတ်ပြမသိလားအဲ့အတွက်လည်းကျွန်တော်ဦးလေးကိုတောင်းပန်ပါတယ်ဦးလေးနောက်မဖြစ်เสียပါဘူးတကယ်လို့ဦးလေးကျွန်တော်အပြစ်ပေးမယ်ဆိုရင်ကျွန်တော်လာစားရင်ဖြတ်ပါလားဦးလေးနော်စီကံမယ်စီကံမလိုက်နာတဲ့လူငါအေးအေးပါမှာငါစီကံတွေကိုမင်းတို့ကအစရဲအကုန်လုံးပြောပြထားပြီးသားငါစီကံကိုမလိုက်နိုင်ရင်ငါရှိမှာအလုပ်လာမလုပ်နဲ့ပေါ့ဦးလေးဒီတခြင်းတော့ကျွန်တော်ခွင့်လို့ပြပါနောက်လေအဲ့လိုမျိုးဖြစ်เสียပါအောင်နော်ကျွန်တော်ခဏခဏတစ်ကြိမ်ခွင့်လွှတ်လိုက်လို့ရှိရင်နောက်တစ်ကြိမ်ဆိုတာရှိလာအောင်ပါပဲမင်းကရှိမှာအလုပ်လုပ်တာကြာလို့ဆိုပြီးတော့မင်းကမျက်နှာသာပေးတဲ့နေနဲ့မင်းကအရေးမယူရင်ကျန်တဲ့အလုပ်မှာလည်းငါဘယ်လိုပြောကြစကားရှိဘူးပြောနေတော့မင်းဝတ်စားတွေသိဟောကောင်းပါဘူးဦးလေးဒါပေမဲ့ဦးလေးတခုတော့ပြောချင်တယ်လူတိုင်းမှာအခက်အခဲဆိုတာရှိတယ်အောက်လက်ငယ်သားရဲ့အခက်အခဲကိုနားလည်မပေးနိုင်တဲ့လူကဘယ်တော့မှခေါင်းဆောင်ကောင်းဖြစ်လာမှာမဟုတ်ဘူးဟ
ပေါ်ကြောင်တော့ကကြောင်ပြီးတော့ခုတော့မင်းအလုပ်ပြုတ်မင်းအလုပ်မရှိဘူးဆိုမင်းဘာဆက်လုပ် ငါဖုန်းကြောင်တော့ဟုတ်ပါဘူးကွာငါသူ့စေတနာနဲ့ကူညီပေးလိုက်တာအဲ့ဒါအရင်ကကြည့်ငါအလုပ်နဲ့လုပ်မှာဖြစ်တယ်အလုပ်မရှိဖြစ်ဘူး ဟဲ့သူများတကအလုပ်ပြုတ်လို့စိတ်ညစ်ပါတယ်ဆိုတော့မင်းကမျိုးစွတ်နေတော့အေးမျိုးစွတ်နော်ပြီးလို့ရှိရင်ကိုယ့်ဟာတော့ကိုရှင်း ဟင်အဲ့လိုလား ဟုတ်တယ် ဒုက္ခကွာ ကဲမင်းတို့ကအလုပ်လုပ်တာရှိတယ်ငါ့ကိုပြောပြပါမင်းတခုကဘာလုပ်ဖြစ်နေတော့ ရှိတယ်လေဟိုတယ်မှာဝိတ်တယ်လို့လေထပ်တော့မတော်နဲ့ငါစကားကြည့်လို့ဒီတကယ်တော့ ဟုတ်တယ်ကွာငါမင်းနေလိုက်တယ်ဒါမဲ့ကြတော့ဒီချီအောင်တော့ထွက် ငါ တာ စကားတော့တစ်နေတယ် ဒါဆိုငါတောင်းရမယ် စာမျိုးစွတ်ရငါတို့မော်ဒယ်မှာဝန်ထမ်းနေတာကဟုတ်တယ်ငါတတိပြောကြည့်တယ်ဘာလို့ဖြစ်နေတော့မလဲ အခုချိန်မှာဘာလို့ပဲဘာလို့လဲ မင်းလိုက်ကြည့်တာရဲလုံးမှာကြွကြတာအဲ့ဒါဟိုတယ်ပိုင်းရှင်နဲ့တူတယ်နေ ဟိုချစ်တော့ချစ်တယ် ဘိုးတော်ကြီးပြောတာလား ။ငါတို့ကပြောမှာကမတိပြောမှာ အလုပ်ဝင်တာမကြသေးဘူးအလုပ်ပြုတ်သွားလိုက်မှာအနေထိုင်စင်ကြည့်ကိုလို အေးပါလူချင်းကြီးပြောရတယ်ဒီ ဝန်ထမ်းအသက်ရောအဟောင်းရောကိုတောင်ကိုကြည့်စေချင်ပါတယ်အဓိကတော့ customer တွေစိတ်ကျဉ်မှုရအောင်လို့မေတ္တာစေတနာအပြည့်နဲ့ customer တွေဆက်ဆံစေချင်ပါတယ်ဟိုလာကစားဝန်ထမ်းတွေလို့သဘောမထားပဲနဲ့ကိုမိသားစုလို့စိတ်ပါလက်ပါနဲ့အလုပ်ကိုလုပ်စေချင်တာပါကိုမင်းနိုင်ရောမရှိလားရှိသေးလား မရှိပါဘူးခင်ဗျာ
ဟိုကျွန်တော်ဝန်ထမ်းအသစ်ဆိုတော့ကျွန်တော်မသိတာပဲရှိရဖြစ်မတက်တာပဲဖြစ်ဖြစ်ကျွန်တော်သင်ပေးပါလို့ပြောချင်ပါတယ် ဟိုကိုလင်ဦးနဲ့ထိုက်တန်တို့ကလည်းတငယ်ချင်းကိုတေးချတင်ပြပေးလိုက်ပါတော့ဒီလောက်ကအများနဲ့လို့လောက်ရတာဆိုတော့ဟိုတယ်ရဲ့ဂုဏ်သတင်းကောင်းမွန်အောင်လို့စူးစမ်းကြပါစို့အားလုံးပဲ fighting fight မလေး ရှင် မဆောက်တော့ ဂိမ်းစော ဟာ မဟုတ်ဘူးတည်းဟိုတထဲစင်းနေစပြီးသွားလို့ရှင်လေပြန်ယူသွားပြီးလို့စောင့်နေ မလို့ကိုလို့သွားလို့ ပြရတယ်တတဒီမှာဂိမ်းရှုံးတော့မှာဆိုလို့ဝိုင်းကူစော်ခိုင်းနေတဲ့ဟာကိုရှက်ပါဖေးဖေးဝိုင်းဆောက်ရတော့နော် ဟောဖေမအားသမီးမှာအီမေးပို့နေတယ် ပြရတယ်ပြည့်အီမေးကိုနောက်မှပို့လဲရရတာနဲ့ဟေးတပွဲတဲ့ပါနော်လို့ သမီးပဲဆော့ပါအဖေမှာအီမေးပို့နေတယ်ခေါင်းလည်းရှုပ်နေတယ် ပြရလေအားကြောင့်ပြည့်ကိုဂိမ်းစော်ခိုင်းတာပေါ့ဂိမ်းစော်ရင်လေခေါင်းလဲကြည့်တယ်ညံလဲထက်တယ်ဒါပါပြတပွဲတဲ့နော်လို့ ကြိုက်လိုက် ဖေးခေါင်းခွက်တယ်အဲ့ဒါဆိုစိတ်တော့မှာပေါ့စိတ်တော့လိုက်ခေါင်းခွက်တယ်ပျောက်သွားမှာလေနော် ဟာမတော့ချင်ပါကွာ ဖေဖေကလည်းဆေးပဲအများအားကြောက်နေတာပဲဒါဆိုသမီးအရင်တောက်ပြမယ်ပြီးရင်ဖေဖေလိုက်တောက်အောင်လို့လေအဲ့မှာပေါ့လိမ့်ပါတယ်တိတ်တိုက်လိုက်မယ်ဟဲ့လို့ ဒါ မောင်လေ မမောပါ မောင်ဆိုရင်တတမောတော်ရဲ့ဟာ ဘူးအော်မိုးဆိုလို့ရှိရင်ဟိုတယ်မှာစားချင်တာအကုန်ပါလို့ရတယ်ပြပါစားချင်တယ် ဟာလည်းဟာလည်းမစားတယ်မောင်မရှိရဆိုင်မှာချင်းတို့တွေတော့ပဲ အချင်းတို့ဟုတ်ကဲ့ ဟုတ်ဆိုတော့လေဟုတ်ဆိုတော့မမကောင်းရှင်းတဲ့ခဏဆိုင်ပါလိုက်တာ ကျွန်တော်ကအလုပ်ချိန်မှာတော့ပတ်စံမထိုင်ရဘူးကျွန်တော်လည်းဘယ်ရှိတော့ ကောင်းပြီ ဟင် လူလောပါလားရှင်အိတ်ဆိုင်ကိုသွားလိုက်ပြီးရင်ဟိုတယ်လောကပိုက်ရှင်သမီးလေးတတအချင်းတို့စားကြလို့အကျွေးရောက်လာပါတော့ဟုတ်လားမရမှာလေဟိုတယ်တစ်ခုလုံးမှာပိုင်နေဥစ္စာချင်းတော့ဘာဖြစ်မှာလဲကဲအမရှိနေတယ်ဟိုတယ်လောကပိုင်ရှင်ကအချင်းတို့အကျွေးရောက်လိုက်ပါလို့ပြောတယ်ဆိုပြောရတယ်တော့ရှင်တို့ကတည်းကဆို အော်ကျွန်တော်တက်သိရှိတာကျွန်တော်မှတ်မိတယ်ဒီမှာခင်ဗျားတို့ကျုပ်လူစုရန်တည်ရတာကျွန်တော်မှတ်မိတယ် 那是啊， ဟုတ်တယ်အဲ့ဒါကျွန်တော်နော်အဲ့လူစုတွေကခင်ဗျားကိုကျုပ်ကတည်ရတာဒီမှာအဲ့လူစု 没得，哎，有时候的，要不要非常就不来，当有个不来的。 ဘာလို့ထူတာလဲ 啊，是一个少说一点，不要嘛哩。 ဟော 给，先多来的，先到多回来的，多回，拿着菜菜头嘛。 သမီးဘာလုပ်တာ 没啥就没回来的吧。 သူ့စားစီပုဂ္ဂိုလ်ပေါ့ပဲစားမလားဒီလိုဝန်ထမ်းနဲ့ပြောနေတာဖေးမကြဘူးနော်လာကိုလုံးကစ်ဇုံဇုံ ဒီစကားကြည့်တဲ့ကောင်ကတွေးပါရတယ်လို့ပြောတယ်။စားတော့မှဘူးတော့
စားနောက်သွားနောက်တက်တန်လေးနဲ့ကျူစင်လို့ကတော့ရှင်းဆုံးကတော် ရောမတော်နိုင်လို့ဒီမှာစားကောင်းလို့ရှိဘူး အဲ့ပြောမိုးလေကွာတက်တန်လေးမင်းတော်ခင်းနေပြောတာ တော်ပါကွာမင်းစကားပြောတာစားရတယ်ဝင်ကုန်မအောင်မယ် ဒီကောင်တော့ဟုတ်တယ်ကွာတက်တန်လေးကထူးထူးခြားခြားတယ်မင်းတော့ခင်းချင်တယ်ဟဲ့တော့မင်းမပြောနဲ့တော့မင်းတွေ့တဲ့စီမဒီကောင်လေဖြတ်နေအောင်မယ် ဒီမှာပါတယ်ငါနဲ့တက်တက်နဲ့ရတယ်မင်းတို့ရှိမှအလုံးမလုံးခင်နေငါနဲ့ဒီမှာပြုတ်နေတယ်ငါသူ့ကိုကူညီနေအောင်လေငါအလုပ်ကပြုတ်နေတယ်တဲ့လား လုတ်တော့ဘူးတာပေါ့ မင်းပြောနေကွာငါတော့စကားတစ်ချင်လို့ဖြစ်ကုန်ဒီမှာဒီစကားကဒီမှာပဲရှိရနော်ဘိုးတော်နားလဲကြားသွားရင်စားပေါက်လဲပိတ်မယ်အလုပ်လည်းအကုန်ပြုတ်သွားမယ်နော် ဟုတ်ကဲ့မင်းတို့ကမတူညီတဲ့ဘဝနှစ်ခုပြီးဘိုးတော်ရဲ့ဘဝဆိုင်အစမလုပ်တာပဲကောင်းပါလေကွာညကောင်းစားရတော့စားရစားဂျူဒီကတော့လောက်ကြတယ်နော် အိမ်ရှိမှာအဲ့တဲ့လာတယ်တကားသားဖွင့်ပေးလိုက်အောင်ရှင်တတ်စီလာလဲလား မဟုတ်ဘူး တတ်စီလာလဲတာမဟုတ်ဆိုလဲပြန်လိုက်တော့ ဟုတ်ကဲ့ဟောမဟုတ်ဘူး ဟောလာတယ်မလားမဟုတ်ဘူး မဟုတ်ဘူးဆိုတော့တက်စီလာတော့မဟုတ်ဘူးဒါပေမဲ့တက်စီလာတော့ဟုတ်တယ် တပည့်စီလား ဟုတ် အဲ့တော့အိမ်ထဲမှာရှိတယ်အဲ့တော့တတ်စီလာတယ်ဝါတာ ဟုတ်လေနောက်ကြုံလို့ရှင်ပါတယ် ဖြစ်ခဲ့လား တကယ် နောက်ရင်ဒါလေတတ်နဲ့ဖေဖေဖျားတော့မရှိရရှင်လာခဲ့ပါ တက်တက်ဟိုအဲ့လိုတော့မလုံးနဲ့လေဟိုရိုးရိုးတက်လည်းပြီးပါတယ် ဖျားတော့မကိစ္စပြောတာပဲတေစကားတွေလာပြောနေသေးတယ် ကိုကတက်တက်ကြောက် ရှင်တတ်သိမရှိဘူးလား ကောင်းပြီလေကိုဘယ်လောက်ထိတက်သိရှိလဲဆိုတော့အနက်ကန်တိုင်းတက်တောင်တက်ပြီပြနော် စောင်းကြည့်ကြတာပါတော့ ငါမင်းနေတယ်လေ ဟိုမန်နေဂျာလာကျုပ်စင်ပေးခံကျွန်တော်လာပေးရ သမီးဘာသာလောက်လိုက်တယ် အချက်တော့စား ချင်းတော့စားတာအိမ်ထဲမှာလည်းစားလို့ရတယ်တော်ဘေးမင်းမပြောင်းနေချက်တော့စားပဲ ဟေးနင်းလာနင်းနောက်စီ ဒီမြင်မှာပြောတာမဟုတ်ဘူးနေကမြင်မှာပြောတာ အိမ်ထဲမှာနေကမျက်မှန်တက်မယ် စားမစဲတော့စားပဲ ခရမင်းဘာရလောက်တာဘာလို့ပြန်လာဒီဖိုင်ကိုမင်းပြန်ယူပါမန်နေဂျာကိုပြောလိုက်သူကလည်းလာပေးလို့အဲ့ခဏနေငါ့အိမ်ကိုနောက်တစ်ခေါက်ပထုံးမလာနဲ့ဟဲ့ပြေပြီ ခင်ဗျာတတိ နောက်ဆိုတွတ်ကြရလို့တကားမဖွင့်ပေးနဲ့ ဟုတ်ကဲ့ပါတတိ
ရှင်ကဂတိတော့တည်တာပဲ ဂတိတီတာပေါ့ပြီးတော့တက်တိုင်းကိုယ်တိုင်ရတယ်ကျွန်တော်ခေါ်လာတယ်အားကြောင့်လည်းကျွန်တော်လာပါဒီနေ့ရတယ်ကျွန်တော်ရဲ့ duty out တယ်အားကြောင့် တကယ်တော့တငယ်ချင်းတွေအများကြီးနဲ့လွတ်လွတ်လပ်လာကြတာဒါပေမဲ့ဖေဖေကိုကြောက်တော့ဘယ်သူမှမလိုက်ရဲကြဘူးရှင်ကတော့တက်တိကောင်းတာပဲ တက်တန်းအတွက်ဆိုကိုကအမြဲတမ်းတက်တီကောင်းနေတာပါတက်တန်းတီးပါဒါနဲ့တတိကြီးရတာဟိုတယ်မှာဆိုမျက်နှာထားတီတီနေတော့ဒါနဲ့ဖះတယောက်တော်တော်လုပ်တယ် ဖေကနားလေအရန်ခတ်တာအမြဲတမ်းလိုဒေါသထွက်နေတာအားကြောင့်ဖေစိတ်တည်ငြိမ်အောင်ဆိုပြီးတော့ဖေကမှအမြဲတမ်းတရားလာခိုင်းကြတယ် တရားထိုင်နေဆိုတော့ကောင်းတာပေါ့တရားထိုင်တော့စိတ်ကိုငြိမ်တယ်စိတ်ငြိမ်တော့ရင်ကိုအေးချမ်းစေတယ်ရင်ကိုအေးချမ်းစေတော့မျက်နှာရဲ့အတွင်ပြင်မှာအားလုံးပြောင်းသွားတယ် ဟုတ်တော့ပါရဲ့ဒါပေမဲ့ဖေကိုတစ်ခုခုလှုပ်ဆွေးခြင်းပြီးဆိုရင်တရှေ့ကနေပြီးတော့အရင်လှုပ်ပြရတယ်အဲ့တော့မှဖေကနောက်ကလိုက်လှုပ်တာအဲ့ဒါလေဖေရဲ့အချစ်လို့ဖြစ်နေတယ် အော်ဟိုတရားထိုင်တော့ပြောရတယ် အဲ့ကိစ္စရမဟုတ်ဘူးတခြားကိစ္စတွေလည်းအများရှိသေးတယ်အထူးသဖြင့်ဖေကဆေးကိုအရန်ကြောက်တာလေအဲ့တော့ဖေဆေးတောက်ချင်ရောက်ပြီဆိုရင်ဖေကလည်းတက်တာတောက်ရအဲ့တော့မှဖေဆေးလိုက်တာ အဲ့စီတော့တော့ အဲ့ဆေးတောက်ပါမလို့လားမသိလို့တော့မသိဘူးတခြားဖေတရားထိုင်လို့ပြီးတော့တက်တောက်ကိုဘုံပုံထားတယ်လာပြီးတဲ့အတွက်ကျေးဇူးနော် ဆက်ပါ လေးပါလေးလည်းရှိပါအောင် ဟုတ်တာလို့မိသွားတာဟိုဒါနဲ့တက်တန်းကျွန်တော်ခေါ်ဆိုဘာကိစ္စ အိမ်မှာတက်တန်တယောက်ထင်နေရတာပြင်းလို့ဟိုအဲ့ရှင်းတဲ့စကားတွေအများကြီးပြောမယ်ပြီးတော့ရှောက်သွားကြမယ်လေ ကြောက်ဟိုအဲ့လိုလုပ်လို့မရဘူးလေတတိတိအဆူခံရမယ် ရှင်းပြပြကြောက်နေတာလားတက်တန်ဟာရှင်းတက်သိရှိတယ်ထင်လို့အားကိုမိတာ ကျွန်တော်အားကို ဟုတ်တယ်လေပြပြကြောက်တော့တက်တန်နာကိုဘယ်သူမှမလာကြတော့ဘူးတက်တန်မှလည်းအပေါင်းအသင်းမရှိတော့ဘူးအားကြောင့်မို့ဒီနေ့တနေ့လုံးရှင်းတဲ့စကားတွေအများကြီးပြောမယ်ပြီးတော့သွားချင်တဲ့နေရာတွေလည်းရှောက်လို့ကြမယ်နော် တက်တန်းပြောင်းလဲဆိုရင်ကျွန်တော်ဘာမဆိုဖြည့်ဆည်းပေးချင်မှာဒါပေမဲ့ ကဲပါစကားတွေရှင်းရှင်းဝေးပြောနေပါနဲ့ပြပြအဲ့တုံးလွတ်ထွက်လာရတာနော်တက်တန်ကိုပြောအောင် တက်တန်းအတွက်ဆိုရင်တက်ပြီးရှိတယ်
ပြောချင်တာပြောပြီးဆိုကျင်းနေပြီလား ကျင်းနေရုံနဲ့မကောင်းအတိုင်းတက်လုံကိုပြောတယ်နောက်လည်းအဲ့လိုမျိုးရှောက်လေကြပါနော် စိတ်ချကိုကလေတက်အမြဲအဲ့လိုပြောတာကိုပဲမြင်စင်တယ်ပြီးတော့တက်လုံးတက်အောင်ပြောရှင်အောင်ထားပါမယ်လို့တတိပေးတယ် တကယ်ပြောရလား တကယ်တက်ကိုလေတက်အောင်အစမ်းချစ်တယ် စစ်တောင်ချစ်တယ်ဘယ်လိုမကြောက်လား မကြောက်ပါဘူးသောကမလောင်ရကြောက်စရာမကောင်းချစ်စရာကောင်း ဝေမာဟာ အဲ့ဒါမလုပ်ပါနဲ့တော့မပါဒီမှမရှိပါဘူးအမေတော့လည်းခေါ်တော့မရပါဘူး 你不咋背他？你那么不嘛干混事了？你对了么啦？你不干那个？ တတိကျွန်တော်ကျေးဇူးကမ်းတာမဟုတ်ပါဘူးကျွန်တော်တက်အောင်ပြောစီခြင်းလို့ပါ 你爸妈没ပြောနဲ့爸妈咋没ပြောနဲ့တဲ့တဲ့你ဒီနေ့သိပြီးတော့မှာ တတိလူတယောက်မှာသူ့ဟာနဲ့သူလွတ်လပ်ခွင့်ဆိုတာရှိပါလူတယောက်ရဲ့စိတ်ကိုနည်းနည်းချုံအောင်ထားလို့မရဘူး အာမမင်းတို့ကောင်မျိုးကငါ့ကိုလာပြောလို့လေမင်းလာပြောလို့လေ မလာနဲ့ပြောနေ 你ကောင်ချစ်တော့你ငါ့ကိုအဲ့လိုပြန်ပြောတော့မလဲဟမ်ခွေမ တက်တက် မင်းပြန်တော့မင်းပြန်တော့ဟိုငါပတ်မှုဖြစ်နေပြီသမီး တက်တက်လေးတော်တော်ကြောက်သွားပုံရတယ်ဟာဟိုတက်နေနေတခါတည်းသတိလစ်သွားတာတဲ့ အခုဘယ်လိုချင်းနေရှိလဲ နေမကောင်းဖြစ်နေလို့ပြောတာပဲကိုမင်းနိုင်တို့လည်းစိတ်မကောင်းပါ ။ဟုတ်လား။ဒီကောင်အလုပ်လုပ်တာဘာမှမကြဘူး။အဲ့ကောင်ငွေကြောက်ပဲခံရတာ ဟဲ့ဒီစကားကိုစစ်စစ်ချင်းချင်းပြောဒီစကားဘယ်အဓိပ္ပာယ်ရောက်လာလဲနင်သိလား တနာပါကွာမြောက်မေယူကားတိုက်သွားလို့လေပုံလည်းမပါဘူး ကြက်ထုံးကြ ။အပုံပါမလားကွာ။မစ္စာကိုသေချာဖောက်နေမချင်း။မြောက်အမေရိကတိုက်ဖို့တွားနေသည်တဲ့။နေ့မေကြီးတော့မြောက်အမေကားတိုက်တာလား။ ငါဒီချမ်းမဖက်လဲ ကဲတော်ကြပါတော့ဟဲ့ဒီမှာကတော့လေတက်တက်တို့အတွက်စိတ်ညစ်နေရတယ်ကြားတယ်နင်လည်းလေ Facebook ကြီးပဲသုံးနေတယ်ဟိုမှာတွေ့လား CCTV အလုပ်ချိန်အလုပ်မလုပ်လို့ဆိုပြီးနေမပြတ်သွားတယ်ပဲလို့ အထင်ကလည်းပါအဲ့လိုကြောက်လို့တည် မပြောပါနဲ့ဆိုပြောပြန်ပြီနင်တော့ပြုတ်ဆောင်နေပြီနော် ကုန်းဘယ်လေးနဲ့ချီပါ ဘယ်တော့မရအောင်သိတော့ရောင်းသွားပဲရမယ်ကိုမင်းနိုင်လုပ်ပြမယ်ဆိုနင်ပြုတ်အောင်ပါ ဒီတခါတော့မင်းကမကူညီနိုင်တော့မင်းလားအဲ့ဒီဘိုးတော်ကြီးရဲ့အကြောင်းမင်းလည်းသိသားနဲ့ကွာ ငါအဲ့ဒါစိတ်မဝင်စားဘူးငါတက်တော့ကိုရမ်းစိတ်ပူတယ်ငါနဲ့ရှောက်တယ်လို့ရှိရင်သူကအရန်ကိုပြောတယ် တက်တန်လေးတနာပါကွာ तू ကမင်းကိုရမ်းခင်တာကွာ သူကခင်ငါသူ့ကိုချစ်မိတယ် ဟမ်ဟေ့သူသမီးကိုတန်ကွန်ချာနဲ့အုပ်ထားခြင်းနဲ့အဲ့ဒီခေါင်းသေးကြီးနဲ့မပတ်သက်ခြင်းစမ်းပါနဲ့ကွာ အဲ့ကောင်ဒီကိုအေးလာဆိုရိုက်ထဲပြလို့ ဟေ့မင်းအင်တာရွက်ရိုက်ထည့်လိုက်မပြောနဲ့မင်းကိုအင်တာရွက်ကန်ချလိုက်မယ် ငါအခုချိန်မှာတော့ငါမစုတ်ချင်တော့ဘူးငါလည်းသူ့ကိုချစ်တယ်လို့သူကလည်းငါ့ကိုချစ်တယ်ဆိုတာငါသိတယ် မင်းတို့ချစ်ကလည်းကွာဒုံပြရတော့မြန်သေးတယ် ဖေ။အချစ်ဆိုတာနှေးရမြန်တာနဲ့မဆိုင်ဘူး
နားလည်မှုအပြည့်ရှိရင်အချစ်ဆိုတာခိုင်နေတယ်ဘာပဲဖြစ်ဖြစ်ငါတက်တန်တော့ဒီဆိုင်ရဲ့အဖြစ် ရှင်တကယ်ပြောရလား တက်တန်ကိုတော့လိုက်တာ ဟုတ်တယ်လေဘာလဲလိုက်လာလို့မရဘူးအဲ့ဆိုလည်းပြန်တော့ ဟုတ်မဟုတ်ပါဘူးတက်တန်ရဲ့ကိုလေးအရင်နဲ့ဝမ်းတာတယ်ပြီးတော့အန်အောင်နဲ့အန်အောင်သွားတာ တကယ်စစ်စားစဉ်းစားကြည့်တယ်တန်ဘဝမှာတစ်ခါမှပျော်ရွှင်မှုဆိုတာမရှိခဲ့ပါဘူးမမေကလည်းတန်ငယ်လေးကဆုံးသွားတာပြပြတန်ကိုချစ်တော့ချစ်ပါတယ်ဒါပေမဲ့တန်ကိုစိတ်ချမ်းသာအောင်မထားရှင်ကကြတော့တန်ကိုစိတ်ချမ်းသာအောင်လည်းထားတယ်ပျော်အောင်လည်းထားနိုင်တယ်အားကြောင့်တတန်ကိုပျော်အောင်ထားနိုင်တဲ့လူနဲ့တတန်လုံးတူတူလေးတွေတော့ဆုံးဖြတ်ချက်ချပြီးရှင်းတော့လိုက်ရတယ်ရှင်းအောင်တတန်ကိုလက်ခံမှုအတွက်တသက်ရှိရတယ် အဲ့ဒီကောင်ကလေဖြေစရာကိုမလိုတော့ကိုကတက်တန်ကိုအရန်ချစ်တယ်ကိုကလေးတခုပြီးဒီနေ့ကစပြီးတက်တန်စိတ်ချမ်းသာစေရမယ်တက်တန်ရဲ့ဘဝမှာပျော်ရွှင်မှုတွေဆိုတာပဲတွေ့စေရမယ်ပြီးတော့ဘလို့အခက်အခဲဖြစ်ဖြစ်ဘလို့အနေရမျိုးတွေပဲဖြစ်ဖြစ်တက်တန်ရဲ့ရှင်ကိုတတိုင်းကိုအများနဲ့ကာထားပြီးဟုတ်ပြီလားကျင့်နေပြီလား ဟေးရမယ်မင်းတို့เนี่ยပျော်တာတော့ပျော်တာပေါ့ဗျာဒါမဲ့ဘယ်မှာနေကြမလဲကြောက်မင်းလားမင်းအိမ်မှာတော့နေလို့မဖြစ်ဘူးနော်တက်တန်ပျောက်သွားတာကိုသိရတယ်ဘိုးတော်ကမင်းအိမ်ဝဲလိုက်ရှာမှာ အဲ့ဒါတော့ဟုတ်တယ်နော်တော်တယ်လို့ငါသားနေကြမှာလဲ အဲ့တော့မပူပါနဲ့တက်တန်အောင်လည်းရှာလို့မတွေ့အောင်ဘိုးတော်လည်းမလိုက်နိုင်တဲ့နေရာကိုနား အဲ့ဒီကောင်ချိုးလာတယ်ညင်ညင်ပါဟာသမီးမလို့ရောက်လေတတ ဖေတို့ဆက် တတမပြောနေနော်အဲ့ဒီတော့မကြောက်ကြောက်ပြောနေနော် မဟုတ်ဘူးလို့လိုက်ပြောနေတယ်လေမပြောလာခဲ့ဖေမလိုက်လာနဲ့ဖေသမီးတို့ညောက်ကိုတပေါင်းမတူဘူးဆိုရင်သမီးတို့ညောက်ဒီကြောက်ထက်နေခုံချတယ် အဲ့လိုဘလုံးလာမလဲသမီးရဲ့ဒီသဘောတူပါတယ်သမီးဒီသဘောတူတယ်နော် ဖေပြောတာ အေးဒီကတိပေးတယ်သမီးကိုကတိပေးတယ် ဆိုတော့အရာလေးအခုကြတော့သဘောကောင်းတယ်ကိုလေးအမှန်တိုင်းဝင်ခံရမယ်ဆိုရင်ဒီလိုအိမ်ကြီးနဲ့တ
တက်တန်းနေရမယ်လို့တခါမှစိတ်ကူးတော့မြင်ခဲ့တယ် တခါတလေမှာမထင်မှတ်တဲ့ကြောင်းလဲမှုကြုံလာတတ်တယ်ဆိုတာပါလား မင်းလည်းတော့ဘယ်ရဘယ်လိုပါလားပါလား သူတော့မှမမှတ်မိရောစားဘာလဲဖြစ်ပါနားလေရခက်တယ်လို့တတ်မှတ်ထားကြတယ်ဖေဖေကြောင့်တက်တက်နဲ့အတူနေရပြီလေမပြောဘူးလား ပြောတော့တက်တန်းမောင်လေးတက်တန်းပြီးနာမှာနေရမယ်ဆိုရင်ဘယ်လိုပဲနေရကြည်တဲ့ပြောနေပြောဖိတ်ရရဲ့ ဒါဒီကောင်အတွက်စိတ်ကူးရင်လည်းဆိုတာနေရာလည်းမရဘူးကွာဟဲ့မင်းဒီဆောင်တဲ့ကောင်းကိုယူခဲ့မင်းအဲ့မဲ့ခံကလိုက်ပြပြီ ဟဲ့ငါကတက်တက်ခမအေးရမှာနေ အဲ့တော့မရဒီကောင်အဲ့ဖို့အတွက်ငါစင်စရာပြသူကြောက်အဲ့ရမှာ အဲ့လိုတော့ဘယ်ဖြစ်မှာလဲဖေဖေရဲ့ဖေဖေကသူနဲ့သမီးကိုတဘောတူလို့လက်ထပ်ပေးထားတာလေ သဘောတူထားတဲ့အထဲမှာအဲ့ဘုံမပါဘူးနော် တပည့် ဟဲ့မင်းကဘာဖြစ်လို့ခေါ်လဲဦးလေးတော့ ဦးလေးဦးလေးတဘောတူကျွန်တော်နဲ့တူနေရတရားဝင်လက်ထပ်စားတယ် ဟဲ့ငါအဲ့ဒါလေးစိတ်ဝင်စားမင်းဆောင်တဲ့ကောင်းတဲ့ယူပဲမင်းအဲ့ဘုံအတွက်ငါစူကစင်းရတယ် ဖေဖေအဲ့မှာလည်းတော့သမီးမောင်နဲ့တူတူအဲ့ချင်းကိုပြောနေတာဒါပေမဲ့သမီးတို့နှစ်ယောက်ကတရုံနဲ့လက်ထပ်ထားတဲ့အချင်းနဲ့နေရဒါမင်းအဲ့မဲ့ထားမှာမကြောက်ဘူးဖေအဲ့မှာတားနေ တက်ချင်တဲ့ပစီလို့ဒီများပြနေပြီးတော့ဟောမှာတက်တဲ့တူနေရောမောင်လေးလည်းဝင်ကြည့်ပါဦး ဒီပါလေဘာလို့တက်ကောင်းလဲဖေဖေကတက်နာမဖြစ်ချင်ဘူး 我们这里这些人们都在那刮痧一，我把这边。 မင်းတတအဲ့ဒီဗျာ အဲ့ဒီဖေ အဲ့ဒီသူကစကားမပြောဘူးလေဟုတ်ကဲ့မင်းခန်းထဲမှာရှိတယ်ဆိုတော့သိတယ်နော် အော်မရှိပါဘူးဖေရဲ့သမီးကလည်းအိတ်နေတာလား ငါ့ကိုမလိန်နဲ့နေစလို့ခုချက်ခဲ့对了，简单的单位，对了，我弄了我一个半路面屋，没挂，喂，咱们前位。
တရားလို့ခဏမှစားမေးလာဖို့မကြိုးစားနဲ့ ဟုတ်တယ်ကျွန်တော်မရမှာလို့ရတယ် မကြတဲ့နေရာအဲ့ကွာဒီမှာလည်းအဲ့လိုရတယ်ဦးလေးဦးလေးတော့ကမိုင်းကိုစတော့ပေါ့ပဲကျွန်တော်ငါတို့လင်မယား2ယောက်ချမ်းမှာအဓိကပြဿနာဘိုးတော်ပဲဘိုးတော်ဘာတွေလုပ်နေလဲဆိုတာငါအခုချိန်ကြီးစဉ်းစားလို့ကိုမရဘူးပြီးတော့သူ့ပုံစံကြည့်ရတယ်တမျိုးတော့တမျိုးပဲကွာ ဒါဆိုရင်ဘိုးတော်ရဲ့ယူနေတယ် မင်းတော့အဲ့လိုထင်နေပြီဆိုတော့စဉ်းစားကြရမယ်ပေါ့ငါတို့တွေကမင်းတည်းလည်းဖြစ်နေပြီဆိုတော့အရင်စိတ်ချနေလို့ထင်နေတာ အေးငါအဲ့ဒီလိုစိန်ခံတဲ့လူမျိုးမပေါ့ဆိုတော့မင်းတို့လည်းသိပါတယ်ငါတက်တက်ကိုချစ်လုံးလို့ဒါလေအဲ့လောက်ကြီးသိခံနေတာတခါယူကြလို့ရှိရင်တက်တက်ကိုခေါ်ပြီးတော့အဲ့ဘိုးတော်နဲ့ဝေးတဲ့နေကိုထွက်သွားခြင်းတယ် ဒါဆိုငါတို့ထားကြတော့မဟုတ် ဟဲ့ဒီမှာစကားအကောင်းပြောနေတယ်မင်းမဖောက်နဲ့ ထားလိုက်ပါဦးတက်တက်နဲ့သူ့ဖေကြောင့်တော်တော်ကိုစိတ်ညစ်နေတာငါသူ့ကိုခေါ်ပြီးထွက်သွားမယ်ဆိုတော့လေသူ့ဖေတယောက်တည်းကိုထားပြီးတော့ထွက်မသွားခြင်းဘူး ဒါမင်းကလေးရွယ်ကွာ အေးဟုတ်တယ်ကွာတာအချင်းမြင်အနှစ်တယ်မင်းတို့နှစ်ယောက်ကလေးယူလိုက်မယ်ဆိုရင်ဘိုးတော်ကြီးစိတ်တမပြောင်းသွားနိုင်တယ် ကလေးယူဖို့နေနေတတ်တာအခုချိန်ကြီးငါနဲ့တက်တက်နဲ့စကားပြောလို့ကောင်းကောင်းကိုပြောလို့မရသေးဘူးတလား မင်းညာတော့ကွာငါ တော်ရရတော်မပြောနဲ့ဟဲ့မင်းတို့နှစ်ယောက်ကလေးနေနေစဉ်းစားမင်းရေးတယ်ဘောကွာအမရတော့ခါရလေမင်းစကူလို့ကလည်းမလေးကြီးကတည်းကပြောရချင်တယ်လူတွေလည်းဘာမှမသိသေးဘူးမင်းမရော ပြရမှာတခါနေခဲ့ပြီးရစီခံပြအဲ့ဒီချိန်ကဒီလိုစီးရထားပါတယ်ဒီဟာစေကိုအိမ်ကြောက်တော့တာလည်းအရင်တောက်ကတခါလေကြာတော့တာလည်းထွေးသွားတာ对方记我不让他在比较的是可能但在你我们是许多的对象妈别讲他是这么多晚了吗谁讲我给你别ဒီလိုအချင်းချင်းမျိုးပဲဖြစ်ဖြစ်မောင်တက်တက်ထားမတော့ဘူးလို့ကပ်ပြီးကြည့်ပြီးနော် ကျေးဇူးတင်ပါတယ်မောင်ရဲ့တတ်တယ်ပြီးတော့အဲ့ဒီလိုမျိုးလေးစပြီးမဖြစ်စေချင်ပြီးတော့ဒီစိတ်တွေကိုအေးချမ်းစေချင်တယ်
တင်းငိမ့်သွားစေချင်တယ် ဒါဆိုလို့ရှိရင်မောင်ကလေးကိုချရအောင်နော် မောင်လည်းစကားကောင်းပြောနေရဟာ မောင်ကလည်းအကောင်းပြောနေတာတားချင်မိနေတဲ့သူကြီးပါရသွားတယ်သူရဲ့စိတ်တွေပါလည်းပြောင်းသွားမှမသိဘူးနော် မပြောင်းဘူးလားတော့မပြောင်းမင်းတို့ခလေးလောရယူလို့ပြောင်း ကျွန်တော်တို့တယောက်ကလင်မယားဖြစ်နေပြီလင်မယားဆိုအချိန်ကလေးရပါမယ်ဦးလေးတားတင်နေတောင်းလို့မရတာ စောင်းရဘဝမှာမဖြစ်ဘူးဆိုတာမရှိဘူးမင်းတို့တားလို့မရဘူးဆိုရင်ငါသမီးကိုအိုတီခေါ်တော့တတ်ကြတော့ပြတ်လိုက်မယ် ဖေဘာလို့ရှောက်လို့လဲရှက်စရာကြီးပေးတာ ဦးလေးကတစ်ပတ်စောင်းလေးကြာနေတာနော် ဟဲ့မထင်တယ်မျိုးထင်ငါအိမ်မှာနေပြီးတော့ငါသမီးကိုယူထားတယ်ဆိုရင်ငါစီကတာမင်းလိုက်ပါရအောင် မင်းနိုင်ရဲ့နင်းကလည်းလှုပ်လိုက်ရဲ့စမ်းကြီးပဲအိမ်နောက်ကြပြီးမှကို့မိမကိုပြန်ခိုးလာရတယ် ဘယ်တတ်နိုင်မှာလဲကျွန်တော်တို့ကစိတ်နဲ့တောင်မခံနိုင်တော့ ရှုပ်နေရလဲတားရရနော်ပြီးတော့အိမ်လေးကလည်းနေချင်းစရာနေ အမမပြေဆုံးနေသူဆိုတော့ငါညီမမနေတတ်မှာပဲမဆိုရင်နေတာ မောင်လည်းတာတူတူနေရလို့တော့တတ်တန်အတွက်အရာပြည့်စုံတယ် ကြားတယ်နော်ကျွန်တော်သာသူ့ဘေးနားမှာရှိရင်သူ့တဲ့အရာလုံးကပြည့်စုံနေတယ် ဟုတ်ပါပြီအဲ့ဆိုလည်းလွတ်လွတ်လပ်လပ်နားကြအောင်နော်အမ channel သွားလိုက် ချမ်းသာပါတော့ပါ channel ကိုလားchannel ကိုသွားကြအောင်ဆောင်လို့ညီမတို့လာပြန်ချောင်း ဟုတ်ဟာလေ နောက်တော့ပါညီမရဲ့အမတို့အမြင်ကတ်လို့ပြောတာကဲညီမတို့လည်းပြင်မလာတာဆိုတော့လွတ်လွတ်လပ်လပ်နားလိုက်အောင်နော်အမ channel သွားပြီးအပင်နေကြည့်လိုက်အောင်ညနေကျမှပြန်တက်လာနော် ဟုတ်သွားလိုက်အဲ့မှာဒီရတာတက်ထွန်နေရ ဟုတ်တယ်သူ့ယောက်ျားဆုံးတာလည်းမကြသေးဘူးလေသူ့ဘာသူတယောက်တည်းပဲဒီမှာချမ်းဆိုင်စားနေတာ တနာပါရနော်တက်တန်တာအဲ့လိုနေရလို့တော့ရှူအောင်မသိဘူး တက်တက်ရနမီးမရှိနေမှာဘာပြောနေမှာမသိဒီမှာအခုချိန်မှာတက်တက်ပဲလူကွာစားရှာလွတ်လာရုံပဲရှိသေးတာနော် ဟောလားသူများဖေဦးများ ကိုကချစ်လို့စားပါကဲဒီညမှာတက်တက်ပျော်ပျော်ပါပါလွတ်လွတ်လပ်ပျော်ပျော်ရွှင်နေတော့ အခုလည်းပျော်နေရတာပဲဟော ပြောတာပြောဆိုလို့ရှိရင် လူလေး ပေးပါ မစိတ်မိတ်ထား တကယ်လို့အော် ဟိုတယ်ဝင်လည်းမလာဘူးဘယ်နေရာမှလည်းရှာလို့မတွေ့ဘူးဟုတ်မင်းတို့ကောင်းတယ်တော့တော့မကြတဲ့ကောင်ကွာဝယ်ဒီဒီငါသမီးနဲ့ဘာတွေတိုင်ကြတာရှိတယ်ဘာမရှိရလဲဒီငါ open ဆိုင်ရတော့ တကယ်မရှိရပါတတိယ ဘာမရှိရလဲလို့အစားနဲ့တွေ့မယ်လို့ငါမသိချင်းနေလို့ Ja. ဘယ်လိုဒီကစားခဲ့ရပါ ရှာပါတယ်ကိုစီနေရာနဲ့နှံ့နေပါတယ်ဘာမှမလည်းရှာလို့မတွေ့ဘူး မင်းနိုင်မင်းနိုင်မင်းငါ့ကိုတော်တော်ဒုက္ခပေးတဲ့ကောင်ပဲကွာငါသမီးကိုငါနားမှာဘယ်သူမှလည်းခေါ်သွားလို့မရဘူးခေါ်သွားမလို့ရှိဘူးကွာကျွန်တော်မသိဘူးဘာမှမသိဘူးမင်းကောင်းနာသမီးကိုခေါ်သွားတယ်ကျွန်တော်မသိဘူးတည်းမသိဘူးဟာလားသိအောင်ဝါသိအောင်ဝါကျွန်တော်မသိဘူးကျွန်တော်မသိဘူး
စင်းလုံးဝလေးရှိတယ်လမ်းမဲ့အစစ်တွေကလည်းအချက်ချာကြတယ်ဆရာကလည်းစောင့်နေတယ်အဲ့ဒီတခုတော့စိတ်ဝင်စား ငါမှစီတာလေးကိုထုခွဲပြီးဝယ်လိုက်မယ်ဆိုရင် စားရင်လည်းဟိုတယ်လုံးနဲ့ဆက်လို့ရပြီကွာ ကိုဆောင်ရရှင်းမရှိတာတွေကိုထုတ်ခွဲလို့မရဘူးလေ ဟာငါထုခွဲလို့မြိုက်ဘာလို့လုပ်ရမှာလဲ တခါလေးကက်ချင်းနဲ့ညက်ပလိုက်ရ မင်းမဘာလဲကိုလာလဲခုဘလောက်ကစားပြောနေတယ်မင်းမဟိုတယ်ဆောက်ပြီးရင်ဟိုတယ်မှာအေးစင်းနေလို့ရတယ် ဟိုတယ်ဆောက်မယ်မလေးဟိုတယ်ဆောက်ခွင့်မရှိပါဘူးအဲ့ဒီဟိုတယ်သာဆောက်ပြီးလို့ရရှင်ကောင်မတွေတရုံနဲ့ဘလောက်ကဲနဲ့ဆိုကျမမသိများထိနေလားဟွန်း အဲ့လိုလည်းမဟုတ်ပါဘူးမင်းမရဲ့ ဘာမဟုတ်ရမှာလဲအခုတော့မျက်လုံးထဲမှာဖောက်ပြန်ရိတ်တန်းနေပြီဒီမှာကျမယောက်ျားနဲ့မှာဘသူမှကတ်နေတာကိုကျမမကြိုက်ဟိုလူဘာရက်လုံနေတာလဲရှင်လည်းသွားလေ မဟုတ်ပါဘူးဆရာကျွန်တော်တို့ဆရာကအေးလေး ရှင်စက်ပိတ်ထားတော့စက်မပိတ်ဆွဲထိုးပြလိုက်မယ်ကိုလာလိုက်တော့ဒီနောက်တော့ကောင်းကောင်းစား မင်းမရဲ့ဘာဟိုတယ်မှလည်းမဆောက်တော့ဘူးဘာလို့မှလည်းမလုပ်တော့မင်းမနောက်မှာပဲနေတော့โอเค โอเคအဲ့မှာပေါ့ ထပ်ပြပေးပါမင်းမရဲ့နော်ထပ်ပြပေးပါမင်းမရဲ့နော် ပြညတော့ကွာအဲ့ရှင် အာမင်းမကလည်းမင်းမမပြတာတော့ကြာနေပြီလေ ကိုဆောင်ဝဲအောင်ရှင်ဘလို့ဖြစ်နေရလဲကျမမပြဘူးဆိုမပြဘူးကွာ မင်းမကလည်းကိုဝင်လေးကတော်ရင့်နေပြီအိုဂျီနဲ့ပြမှရမှာပေါ့အိုဂျီနဲ့မပြရင်ဒုက္ခရောက်ကုန်မှာမင်းမနော်ခဏပြောနေရတယ်စိတ်မရှိတော့ အော်ရှင်အခုကျတော့စိတ်မရှိတော့ဘူးပေါ့လေ အေးပါမင်းမရဲ့ဟိုအိုဂျီနဲ့ခဏပြလိုက်10မိနစ်15မိနစ်ပေါ့တိတ်မှမကြတာကြီးနော် အဲ့ဆိုလည်းပြီးရောကျမအိုဂျီနဲ့ပြပြရမယ်ရှင်အိုဂျီနဲ့ပြမယ် ဟိုယောက်ျားအိုဂျီ ရှာမရှိနဲ့နော်ရှင်မပြဘူးဆိုကျမလည်းလုံးဝမပြ အေးပါပြမယ် အမသိသေးဘူးအိုဂျီနဲ့ပြပြီးတော့ရေကျမစားချင်တာလေလိုက်ဝယ်ကျွေးရမယ်ကျမသွားချင်တာလေသွားရမယ်ဟိုပြီးတော့ကျမလိုချင်တာလေဝယ်ပေးရမယ်နော် အေးပါโอเค โอเค စင်ပြာတပည့်တော်စနေကိုတပည့်တော်အရန်ချိပါတယ်ဗျာဒါပေမဲ့တနေ့တပည့်တော်ခံစားရတဲ့ဒုက္ခတွေကနည်းနည်းတော့များပါတယ်ဗျာခဏလည်းဆွဲစိတ်ခံရပါတယ်ဗျာတပည့်တော်ကိုမှလည်းဒီကိုယ်လုံးကဒဏ်နဲ့ပြင်းနေပါပြီဗျာဟိုလက်တီးလည်းထိုးခံရပါတယ်ဗျာဒီလိုဆိုပြဿနာစာကိုလည်းခံရပါတယ်ဗျာဒီဒုက္ခတွင်းနေရနေတပည့်တော်အများဆုံးလူမြောက်ရပါလို့အစီအမံဟာဘုမဘာလို့တာလဲ ရှင်ကိုစားထုတ်ပေးရလေ ဟာသူကမှကျေးစီလေဘလို့ကောင်းလာထုတ်တာလေ အာကျဲစီထုတ်ရတာရောနေပြီလေအဲ့ဒါရှင်ကောင်းထုတ်တာဟဲ့ဒီစက်မှာနောက်နှစ်ချက်ကြံသေးတယ်ဟဲ့ ဟာမလို့တော့တော့ပြီနာနေပြီမှာ နာဝါလား နာတော့ဘော နာအုံဖအာအရန်နာပါလား နာတော့ဘော ခုမှအိမ်နဲ့ထုလိုက်တာ ဘုံမောင်စိတ်ဆူသွားတယ်အဲ့ဒါဆိုပြန်ထုတ်လိုက်လေ ပြန်ထုကြရလားဘုမမ အဲ့ဆိုဘာလို့မျက်နှာရရှုံးသွားနေရတာလဲကြက်ဘူးထုတ်ပေးရမယ် မလိုပါဘူးခေါင်းကကြိုက်လာပြီခေါင်းကြိုက်ပြောစီတော့မရမယ် ဆေးရလဲကြောက်တယ်နဲ့ဘယ်လိုလုပ်မှန်းသိတော့ လွယ်ပါတယ်ဟိုဝတ်မောင်နဲ့အတူတူတောက်ကြမယ်လေ တကယ်လား တကယ်ပေါ့ အဲ့ဆိုဒီဆေးတော့ယူလိုက်မယ် ဒါယူလိုက်စေးတော့တာများဘာကြောက်ဆရာရှိလို့လဲကလေးလေးကြာနေရတယ်ဟဲ့ပါဒီစေးကိုဒီလိုကိုင်းရှိဦးဒီမှာတဲ့ဘာပြောင်းကြည့်တာတောက်တောက်လေ ပါ ဟာလေကျမရှင်နဲ့လုံးဝမပေါင်းနိုင်ဘူး မတူတူပြောလေလူကြီးစီမှာ ရှင်းစပိတ်တာဥက္ကဋ္ဌကြီး
ဒီကိုစောဝင်းအောင်ကျမကိုရက်ရက်ဆက်ဆက်နှိပ်စက်ပါလေရှင်ကျမသူ့နဲ့ကွာရှင်းချင်ပါလေကျမကိုကွာပေးပါနော် ဘုမငါနေဘာမှမလုပ်ရပါဘူးကွာ အဲ့ဒါဘာမှမလုပ်လို့အပြစ်ဖြစ်နေတာလေ ကဲတော့ဘူးမို့စိတ်နဲ့မလုပ်ကြနဲ့ဗျာခင်ဗျားတို့ပေါင်းလာတဲ့ကြာပြီးကလေးလည်းမဟုတ်တော့ဘူးဝေချက်ပေါ်ရတော့ခင်ဗျားပဲနေတာလားဖိုက်တဲ့ကလေးရဲ့စိတ်ကိုလည်းစဉ်းစားပါဦး အော်လက်စတတ်တော့ရှင်တို့တွေကသူ့ဘက်ကပါနေကြတာဟုတ်ကျမလည်းလေဒီကိုဝင်ချောက်တီးခံနေတာဒီကိုဝင်စရတဲ့ဒင်းအချိုးတွေပြောင်းနေတာ မဟုတ်ရပါဘူးဗျာအချိုးပြောင်းလို့မပြောနဲ့ဖဲတော့မချိုးရဘူး အားလုံးကြားတဲ့အတိုင်းပဲနော်သူဖဲဝိုင်းသွားတာပေါ့ပြီ ဥပမာပြောပြတာပါ ဘယ်လိုဖြစ်လဲဘာကြောက်ကွာချင်းရလား ဟောဒါတည်းတော့ပါဦးခင်ဟိုတနေ့ကစင်တကလည်းပူစားတယ်မနေ့ကျတော့ကားစီဝယ်ပေးပါတဲ့ဒီနေ့ကျတော့အဲ့ကောင်ပြီးရှုမယ်ဘုရားစင်ရကြီးလေ အဲ့ဒါတော့တောင်းမို့လုံးတော့ဗော မလို့ပါဘူးကျမအဲ့ပစ္စည်းတွေဘာတစ်ခုမှမရဘူး तू ဘာမှလည်းမဝယ်ပေးဘူးအဲ့ဒါကြောင့် तू ဘာမှမလုပ်ပေးဘူးလို့ကျမပြောတာ အဲ့ဒါတော့ခင်ဗျားလုံးလာဖြစ်သွားပြီ ကဲခင်ဗျားတို့ဗျာရုံးမှလည်းနောက်နေသလိုပဲ မလေးမတောက်ဘူးနော်ကျမတော့အတိကွာ မင်းငါလည်းကြည့်ကွာမလား ကွာ ကွာရှင်းပြီးရင်ငါလည်းတူတူနေလို့မရဘူး နေပါ အဲ့ဆိုရင်ငါလည်း မလေးနေစရာမပေါ်လို့ ကောင်းကလေးဒီရောအားတွေထွက်ရင်ညောင်ပင်ကြီးတူပင်ရှိတယ်ဆိုရင်သိတယ်နော် အဲ့ပါ အိမ်ညောင်ပင်ကြီးကအရေး6တယ်ဆိုတာသိတယ်မလားငါအနေနဲ့ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာငါတယောက်တည်းအဲ့ကိုလမ်းဆောင်ပြီးပြန်အိမ်ညောင်ပင်ကြီးကိုဖျက်နေရအိမ်ညောင်ပင်ကြီးကိုဖျက်တဲ့ချိန်ကျရင်ရေကြီးကဆင်းလာပြီးတော့အဲ့တရားနေကိုပုတ်ချုံး โอเคထိုင်ဟိုကျမတို့ဒီညတော့မပါတော့ဘူးလေကျမသူ့အိမ်မှာပဲပြန်လာအိမ်လိုက်တော့မယ်ဟိုမနေ့ကလည်းလာပေါ်ပါမယ်ဖြစ်တယ်မလားရှော့ကြမပါတော့ဟိုကျန်နဲ့အတူတူပြန်နော် အေးအဲ့လိုလုပ်စမ်း စောင်းရလားရှင် ဟုတ်ကဲ့ဆောင်ပါဟိုကျွန်တော်မဲမအချင်းတွေဖြစ်တယ် ရှင်းမိမသမီးလေးမွေးပါတယ်ရှင် ။ခေါင်းလာလိုက်ပါလား။အေးကျွန်တော်မိမနဲ့ကလေးကိုတွေ့လို့ရမလား ကလေးကတော့ဝင်လို့တက်ခဲ့ထားပါတယ်ရှင်ဒါမဲ့ရှင်းမိမကတော့ ။ဟာကျွန်တော်မပြည့်စမ်းလား ဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်ဘူး ။တတိတောင်မိမဘာမှမဖြစ်ဘူး ငါလည်းလေအော်ငါလည်းဘူးကောငါလည်းလေတော့ ။ကလေးရှိတယ်ကလေးရှိတယ်။ကိုကောင်းတာနေကောင်းတာနေတော့ 你爸爸来了，你黑人喏。 မမတတိတောင်။ဘာလို့ကိုဆောင်းဆောင်းကိုနော် 不打嘞，不打嘞，不打嘞，我这里爸爸嘞，我这里爸爸出马嘞，我这里爸爸嘞，我这里爸爸嘞，我这里爸爸嘞。မမဆက်မကောင်းလို့ကွာမင်းမရိုးရိုးလိုက်တာသူတို့မျိုးရိုးကိုကစိတ်ပေါက်ဖြတ်တတ်တဲ့မျိုးရိုးတချို့ကြတော့အပြူဘွားမှာအကောင်းအိမ်တော်ကြာလို့ကလေးမွေးဘွားတဲ့အချိန်ကြာမှာယူတော့တတ်ကြတာမမိမလည်းအဲ့ဒီလိုပဲဖြစ်တာ ဒါရငါလောကမသိလိုက်ခဲ့ဘူးမိမကိုရှိလို့ကိုရှိဒီဘာပြောင်းလဲကြမှာငါထင်ခဲ့တာစာကုန်ပြေးရစေလည်းငါတက်ရတာနဲ့ကွာငါမိမကြမှာသိရတဲ့ဖြစ်ရတယ်ဗျာဒီကလေးနဲ့ငါဘလို့စစ်ဆေးရမှာလဲကလေးကြီးလာလို့သူ့ဘေးမှာလဲလို့မင်းငါဘလို့ဖြေရမှာလဲကွာ ကာစီမာယာပေါ့ကွာမင်းသမီးလေးမှာ
ဒီလိုယောဂမျိုးမပါလာဘူးရည်ကြီးတယ် Estamos hablando de mí. Estamos hablando. Estamos hablando. Estamos hablando de mí. Estamos hablando. တတ်မောင်းတော့ပါမယ် အောက်ထရက်ဖို့ပဲလေ အခုချောကြတယ်ကဲတောင်းမယ် တော်တာပါဟာ ပြေးပါ မညနေကျရင်စောစောပြန်လာခဲ့နော်ညောနေမယ် ဘာလုပ်နေလဲ တတ်ကော်ဖီတော့ဟုတ်တယ်မော်ရှင်တို့တင်နေတာ တသက်ဘာလုပ်ပေးအောင်လဲ ဘာမှမလုပ်နဲ့ညနာလည်းမတည့်ရသေးဘူးကောညနာတော့တဲ့မအောင်မကြီးလည်းခတ်ထားတယ်ပြီးတော့သွားလိုက်စီရဲ့တပုတ်တောင်အကုန်လုံးရှိရစင်တဲ့ ဟာအရင်ချဖို့ကောင်းတာပဲ တော်တော်တော့မှာ လာတယ်လာတယ် မရတတ်တယ်ဒီရရဲ့အဲ့ဘယ်လိုလုပ်ရမှာလဲ ဘာကမလေး တို့မင်းမ ဟုတ်တယ် ဝမ်းတာတော့မင်းမရဝမ်းတာလေ ဒီလိုမလာလိုက်တာဘလို့ဖြစ်နေရလဲ တတ်အရင်မောနေပြီလားဟိုဘိုက်ကောင်နာနေသေးတာ ဘာမှမဖြစ်ပါဘူးမောင်ရဲ့တသက်အဲ့လောက်ထလည်းစိတ်မပူပါနဲ့တသက်နေကောင်းပါလေ မောင်လေးအလုတ်တာတွားနေတာတတ်တော့အများနဲ့စိတ်ပူရသေးတာဟိုဖြစ်နိုင်လို့ရှင်လေဟိုမျိုးကစေကန်းတစ်ခုမှတတ်တဲ့ဘိုက်ကိုပြကြည့်ချင်တယ် လက်သက်တော်လေးကလည်းအချင်းနေကောင်းတယ်လို့ပြောတာပဲမလို့ပါဘူး တတ်တော့တထေသမီးတယောက်ကမောင်းနောက်လိုက်ပြီးတော့အခုလိုအဆအဆအရာရာဒုက္ခရောက်နေတာမောင်မကြည့်ရဘူးတတ်တဲ့ မောင်ရဲ့တထေးသမီးလည်းလူပါပဲစင်ရသားလည်းလူပဲဘာပဲဖြစ်ဖြစ်လောကဓာတ်ကိုခန္ဓာရည်ရှိအောင်ကြိုးစားရမှာပေါ့ တတ်တဲ့ ပြောတယ်မ မောင်လေးတတ်တဲ့လွဲပြီးတော့ဘာကိုမှမမှတ်မလို့ဆိုတာတတ်တဲ့သိရနော် သိပါရဲ့မောင်ရဲ့ မောင်တို့တတ်တဲ့အဖေရှိကိုခဏတော့ပြန်ရင်ကောင်းမှာတူ ဖြစ်စီဖေဖေကိုအရန်တတိရတယ်အထူးသဖြင့်ဖေဖေကိုစေးတားမဲ့အချိန်တွေဆိုပိုပြီးတော့တတိရတယ်တတ်တလိုမျိုးဖေဖေကိုစေးတိုက်ပေးမယ်လို့ဘယ်သူမှရှိမှာမဟုတ်အခုချိန်မှာဖေဖေကနေမကောင်းဖြစ်ရင်ဒုက္ခပါပဲမောင်ရဲ့ ဒါဆိုလို့ရှိရင်
မောင်တို့တက်တန့်ဖေရှိကိုခဏမှပြန်ကြရအောင်နော် ပြန်မအောင်ဘာလို့ပြန်လာလဲ ဟုတ်တက်တန့်ခုနပြောတော့အဖေကိုတတိယတော့အဖေကိုစိတ်ပူလို့ဆို စိတ်တော့ပူလာပေါ့ဒါမဲ့တတမောင်နဲ့တူတူနေကျွန်တော်ဒီလိုလိုက်လာခဲ့ရလေဖေဖေစီကိုပြရင်ဖေကတတနဲ့မောင်ကိုခွဲမှာပေါ့ဟုတ်တတတို့ဒီမှာပဲအတူတူနေပြီးတော့ခလေးလေးမွေးကြမယ်နော်မောင်နော်မောင် မောင်ကတက်တော့ပြန်ပို့ဖို့အတွက်စဉ်းစားနေတာ အော် မောင်တက်တော့ပြန်ပို့လို့ရတာဆုံးမ အဲ့မှာဟိုစိတ်တော့မဆိုးပါနဲ့နော်ဟိုတက်တက်မသွားကြုံဆိုရင်မမပို့တော့ပါဘူးနော် ပြန်တော့ပြန်တော့ မောင်ကပြန်ရောက်တာမဟုတ်ဘူးလေမနေ့တည်းကဘယ်မှမသွားတာတက်တက်နေမကောင်းလို့မောင်ကစိုးရင်ပြီးအလုပ်တော့မသွားဘူးလေတက်တက်အဲ့တော်လေးကတက်တက်ရဲ့ကိုယ်ပဲအနေထားကိုကြည့်ပြီးမင်းတော်လေးခဏလောက်လဲလိုက်နော် အလုပ်သွားနေတဲ့အချိန်မျိုးဆိုရင်သူကတယောက်တည်းငြင်းနေနေတာပြီးတော့နေမရှိမနေတတ်ဘူးထင်ပါတယ်မစားနိုင်မအိမ်နိုင်တယ်ကြံပိုက်ထဲကကလေးအနေဖြစ်ပါဆိုးရတယ်ဟာ ။အော် तू ကဘိုက်ချင်းနဲ့ဆွေးနေတာပါ။ तू ကိုတေချာဂရုစိုက်လိုက်ရင်ဘာမှမဖြစ်ဘူး အဲ့ဒါကြီးအားလုံးပါကျွန်တော်ကြောင့်ဖြစ်ရကျွန်တော်ကြောင့်သူအခုလိုစင်းရဲတွေနဲ့မှဒုက္ခခံနေရ နင့်ကိုချစ်တဲ့စိတ်နဲ့သူလိုက်လာခဲ့ပေမဲ့သူ့ဘီကိုတတိယနေလို့မဲဟာဟိုတခါတလေပါဇက်ကတတွတ်တွတ်နဲ့သူ့ဘီကိုတန်းတန်းနေရှာတာ ။ဟိုအဲ့ဒါဆိုရင်လေဟိုသူ့အဖေကိုပြန်ပို့လိုက်ပါလား။ဟိုသူ့အဖေကချမ်းသာနေဟလား ချမ်းသာတော့မှန်ပါတယ်လူချမ်းသာပဲမဲ့စိတ်မချမ်းသာရင်အလကားပဲ စိတ်ချမ်းသာပေမဲ့အခုလိုစင်းရဲတွေနဲ့ရောက်နေတော့ရောနင်တို့ပျော်ရလို့လားငါလည်းတနေ့ကုန်သူ့ကိုယူဆိုင်နိုင်တာမဟုတ်ဘူးခြံထဲမှာလည်းငါအလုံးနဲ့ငါအားတာမဟုတ်ဘူးပါဟိုသူ့လည်းတိတ်ကယူမဆိုင်နိုင်ဘူးလေဟိုအဲ့တော့နင်တို့နှစ်ယောက်သူ့ပြည်စီပြန်သွားကြပါဟင် တက်တော့ချဲစီပြန်ပို့လားတက်တော့ဖေစီပြန်ကြုံမမေတက်တော့တူလေးချင်တယ်ဆို ဒီမှာတက်တက်မသွားစီဘူးဆိုရင်မမပို့တော့ဘူးနော်ဒါပေမဲ့မောင်ရဲ့စကားတော့နားထောင်အချင်းမနဲ့စားအချင်းမနဲ့အိမ်နော် တက်တော့မစကားနားထောင်မယ်တက်တော့ဖေစီပြန်ပို့ပါနဲ့ မမပို့တော့ဘူး ။ခရီးရလေအနည်းအားလည်းမှန်တယ်။နှလုံးခုန်နေတာပါ။ဒါပေမဲ့မင်းမရဲ့သွေးခုန်တော့ပုံမှန်မဟုတ်ဘူး။တပြုံပြီးပဲ စိုးရင်ရလား ။အော်မစိုးရင်ရပါဘူး။ကိုဝင်ဆောင်နေများများလေးဒါမျိုးဖြစ်တတ်ပါလေ။ ပြောတာပဲမစိုးရင်ရပါဘူးလို့မောင်တော်တော်ပါစား ကျွေးမှာပေါ့
တက်တန်းတွေလေးမောင်မနဲ့တရားစားဖို့တောက်ဖို့အားလုံးစီစဉ်ထားတယ်ပြီးတော့မောင်ကိုယ်တိုင်လည်းမောင်ရဲ့မိန်းမခွင့်ပြုမယ်နော်ဒီမှာလေဟိုအားမငယ်နဲ့တော့မမရှိတယ်နော်မင်းနိုင်လည်းပြင်မရှိတယ်အားတင်းတာလည်းနော်တမီးရတက်တဲ့တဲ့ပုံစံတွေပဲနော်တမီးရေမရှိပါဘူးသူတို့ရပါဘူးတမီးရေမီလီရဲ့စိတ်ကိုထိမှသမီးရဲ့သမီးစိတ်ကိုထိမှသမီးရဲ့သမီးရှင်းလာနေမသိနဲ့ရှင်းလို့ရှင်းလို့လာမခေါ်နဲ့မင်းမကဲပါမသိနဲ့မသိနဲ့တမီးလက်ချီဟုတ်ပြီတက်မလာနဲ့တက်ဒီတော့လည်းပေါ့လို့နေတက်တော့ကြည့်ပါဦးလေတက်မတက်ဘလို့ဖြစ်တာလဲတဲစစ်ပြတ်သွားတယ်ပေါ့လေဟုတ်ဒီမှာဆက်ထားအချင်းလေးပို့ဆိုးသွားနိုင်တယ်နော်ကျွန်တော်လည်းသူ့ဖေကိုအကြောင်းကြားထားပါတယ်မကြောက်ရင်သူ့ဖေနဲ့ဒီကိုရောက်လာတော့မှာပါသမီးတို့တော့သမီးရဲ့သမီး
ရှင်ကဘာတူတော့ပုံစံဟိုကပြောင်းချောချောနဲ့ရှင်ကမင်းသားလားမပြတ်နိုင်ပါဘူးလူချမ်းကြီးဦးလေးမင်းကွာငါသမီးလေးကိုငါဘွားလေးနဲ့ခေါ်ထုတ်ခဲ့တယ်ငါဘလောက်ပဲကြိုးစားအခုငါမဖြစ်ချင်တာတွေဖြစ်ကုန်ပြီငါမမြင်ရတဲ့ညီကိုလည်းငါမြင်ရပြီကွာအဲ့ဒါမင်းကြောင့်ကျွန်တော်တတ်တန်ဦးလေးစီကခေါ်ထုတ်သွားတယ်ဆိုတာမှန်ပါတယ်သူဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ကျွန်တော်မှမသိတာဦးလေးကဒီကိစ္စကိုကြိုသိနေတာဒါလေအားလုံးကငါအမားတွေပါကွာဒါငါအမားတွေပါငါသမီးလေးငယ်လေးတဲ့ဒီယောဂလက္ခဏာပြတယ်အဲ့ဒါကြောင့်ငါဆရာဦးနဲ့ပြခဲ့ရတယ်တကယ်တော့ငါတောင်းနေတဲ့ဆရာငါတွေ့မဟုတ်ဘူးငါသမီးတောင်းရအောင်ဆိုပြီးငါစစ်စစ်နာခဲ့တာပေါ့ဗျာဦးလေးပြောနေအောင်ကျွန်တော်ဘာတစ်ခုမှနားမလည်ဘူးသမီးစိတ်ညစ်ရောသူနဲ့တူငါတရားထိုင်ခဲ့တကစိတ်ဓာတ်ပေါ်ပြီးထွက်ပြေးငါတပည့်နဲ့ကလိုက်ဖွဲရတယ်ဆရာကမာထားတယ်သူအတော်ပြူလို့ကလေးယူမယ်ဆိုရင်သူရဲ့ယောဂပူဆွားနိုင်တယ်အဲ့ဒါကြောင့်မီလိုတွေကခွဲခဲ့တာကွာတွားပြီဦးလေးอ่ะအစရဘာလို့ကျွန်တော်အဲ့စကားကြုံပြီးမပြောခဲ့ရလဲကျွန်တော်ဦးလို့အကြိမ်ကြိမ်ပြမမိခဲ့အကြိမ်ကြိမ်စော်ကားမိခဲ့အဲ့ဒီအပြစ်တွေကြောင့်ကျွန်တော်ကိုအရှင်လက်လက်ကြီးကိုငရဲခဲ့နေရတာအဲ့ဦးလေးကြောင့်ကျွန်တော်ဘာလို့မပြောခဲ့ရလဲဗျာငါသမီးစိတ်ဝင်နေတယ်ဆိုတာငါဘယ်လိုမှမပြောရလို့ပါကွာကျွန်တော်တော့ပါဦးလေးရဲ့ကျွန်တော်တော့ပါတတော်ကဲလို့ရကဲပါတော့ဦးလေးတော့တတော်ကဲပါဦးလေးကျွန်တော်တော့ပါကျွန်တော်တော့ပါဟိုကျွေးရကြီးလိုက်တာသမီးနောင်ဘွားစတဲ့မှာ
ဒီလိုစီရတဲ့တရားရဲ့အဖြစ်မျိုးငါသမီးနဲ့ကြုံရစီနဲ့လို့ဘယ်ဆိုတော့ပေးပါလို့သမီးတက်တော့ပြောနေပြီပေါ့နော်တက်တော့ငင်းချင်းနေရာတကူကိုရောက်သွားပြီပေါ့ပြောနေပါတက်ရဲ့အမြဲတမ်းပြောနေဘာဖြစ်တယ်ဒီနေ့ချစ်တယ်တမီး